အားလုံးပဲမင်္ဂလာပါရှင်ဒီအခက်ဟမ်မိတ်မှကြိုဆိုပါရစေဒီဗီဒီယိုလေးရတော့ဗောနော်ခုနကတော့မတို့ hashtag ဒီမျိုးပွင့်မှတ်ပုံကြီးပေါ်ပြီးတဲ့အခါမှာပြန်ပြီးတော့မှ cross stitch ဖြစ်အောင်လို့ပြန်ထိုးမဲ့ဗီဒီယိုရဲ့အဆက်ပဲဖြစ်တယ်ဗောနော်ဒီမှာဗောနော်မတို့ကဒီမှာပုံမှန်ပုံလေး hashtag လေးတွေထိုးပြီးဗောနော် cross stitch ဖြစ်အောင်ဆိုဖို့အတွက်ဆိုရင်မတို့ကဒါခုနကအဆုံးသတ်သွားတဲ့နေရာဗောနော်အဲ့ဒီအဆုံးသတ်သွားတဲ့ဒီဘေးနားကနေပြီးတော့မှဒီအပေါ်ပေါင်းလေးပေါ့ဒီ cross stitch ဒီအပေါ်ပေါင်းလေးကနေပြီးတော့မှအမတို့ကနေတို့တစ်ချက်ပြန်ထိုးဒီဘေးနားကိုလိုမျိုးယူအဲ့ဒါမျိုးဆိုလဲ cross stitch ဖြစ်တယ်ပေါ့နော်ဒီလိုမျိုးဆိုလဲ cross stitch ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုး cross stitch ကိုမတို့အဲ့နားနေပြီးတော့ဒီကောင်ကဘယ်လိုသွားမလဲဆိုတော့လိုမျိုးအပေါ်အောက်သွားမယ်ပေါ့နော်မျိုးအောက်ကိုဆင်းမယ်ပေါ်တက်အောက်ဆင်းပေါ်တက်အောက်ဆင်းပေါ်တက်အောက်ဆင်းအဲ့လိုမျိုးသွားမယ်ပေါ့နော်အဲ့လိုမျိုးသွားမယ်ဒါမှမဟုတ်လို့ရှိရင်လည်းဘေးချင်းကပ်ပြီးတော့ထိုးနေထိုးရတယ်ပေါ့နော်အမှန်နေပြီးတော့မှဒီကနေပြီးတော့မှ2တန်းလောက်ကိုထိုးပြမယ်ပေါ့နော်ဒါကိုကျတော့ပြန်ဖြုတ်လိုက်မယ်ဆိုတော့အမှဒီအစာဘက်ကနေပြန်သွားခြင်းလို့ပေါ့နော်ဒီလိုမျိုးအစာဘက်ကနေပြန်သွားလို့ရှိရင်တန်းလုံးပိုအဆင်ပြေတယ်လေအဲဒါကြောင့်အစာဘက်ကနေပြန်သွားခြင်းလို့ဒီဥစ္စာကိုဖြုတ်လိုက်ရတယ်ပြန်မဖြုတ်ဘဲနဲ့ဒီနောက်ကိုဒီလိုမျိုးအပေါ်ဆွဲပြီးတော့ဒီဘက်ကိုလာပြီးတော့ကတ်လိုက်ရတယ်ဒီဘက်ထောင်းကနေဒီလိုဆွဲလိုက်ဒီမှာလာပြီးတော့ထိုးလို့ရတယ်ဒီဘက်ထောင်းကနေဟုတ်ပြီနော်ထိုးမယ် cross stitch ထိုးနည်းလို့ပြမယ်ပေါ့နော်ပြန်ပြီးသိစက်ထိုးတဲ့အခါမှာဒီမှာနော်ဒီခါကကြတော့ခုနကတော့ဒီလိုမျိုးဘယ်ဘက်လေးတွေဆောင်းလဲဆိုဒီခါကညာဘက်လေးကိုဆောင်းပါမယ်ပေါ့နော်အပေါ်အောက်သွားမယ်ပေါ့နော်ဒီတော့သွားတယ်ဒီမှာ cross stitch လို့ရှိရင်အောက်ပေါက်လေးကိုဝင်မယ် cross stitch လေးကိုဆွဲမယ်ဒီမှာ cross stitch ပုံပြန်ဒီအောက်နာအပေါက်လေးကိုပြန်ပြီးတော့ထိုးပေးမယ်အဲ့လိုမျိုးပေါ့ဒီမျိုးအတန်းလိုက်ထိုးရမယ်ပေါ့နော်ထိုးပြီးတဲ့အခါကျလို့ရှိရင်နည်းနည်းကြက်ကြက်လေးဆွဲပြီးပေါ့နော်ကြက်ကြက်လေးဆွဲပြီးတော့မှပတ်တန်လေးကပို့ပြီးတော့လှမှာဟုတ်နော်ဆွဲသွားတယ်ဒီမျိုးတစ်ထန်းcross stitch ကတော့ကိုထိုးနေကြပုံနဲ့ရှင်းနေအဆင်ပြေလို့ထုံးလို့ရတယ်ပေါ့နော်အားကြတော့ဒီလိုမျိုးအဆောင်ပုံစံကိုမှပေါ်အောက်သွားမှာပေါ့နော်ဒီမှာပေါ့ဒီလိုမျိုးထိုးပြီးတဲ့အခါကျလို့ရှရင်မတို့ကဒီအောက်ကနေပြီးတော့မှအပေါ်ပြန်တက်မယ်နိအဲ့ဒီခါကျလို့ရှရင်ဒီဘောက်ကနေမှဒီလိုသွားမှာဆိုတော့အဲ့လိုမျိုးထိုးလိုက်တဲ့အခါကျရင်ဒီမှာဒီဘောက်လေးကပြောရအောင်ဆိုတော့ဒီလိုမျိုးလေးဟပါလိမ့်မယ်အဲ့ခါကျတော့အမားတို့အနေနဲ့ဘယ်လိုလုပ်မလဲဆိုတော့အချို့သူတွေဆိုလို့ရှိရင်ဒီ cross stitch ကို straight ကိုအောက်မှာပြန်ထိုးတာမျိုးရှိတယ်အမားကျတော့အဲ့လိုမျိုးမထိုးဘဲနဲ့သူ့ရဲ့ဒီဘေးချင်းကပ်အပေါက်ဒီဘေးချင်းကအပေါက်မှာအရင်သွားထိုးလိုက်မယ်ပြီးတော့မှအောက်ကတစ်ပေါက်ကိုပြန်ထိုးပြီးတော့အပေါ်ကိုပြန်တက်သွားမယ်အဲ့လိုမျိုးလည်းထိုးလို့ရတယ်ပေါ့နော် cross stitch ကတစ်ပေါက်ကြော်ပြီးတော့ပြန်ပြီးတော့အဲ့ဒါဆိုမအန်ထွက်တော့ဘူးမျိုးအောက်ကနေပြီးတော့မှဒီအဲ့ဒါပြီးဆိုရင်အောက်မှာခုနကအန်ထွက်နေတဲ့နေရာပြန်ပြီးတော့အပေါက်သွားပြီးတိုက်မိသွားလို့ပေါ့အပေါက်ချင်းတိုက်မိပြီးတော့ပေါ့နော်တိုက်ပြီးတော့သူတို့ကပြင်ပြထွက်လာတာဆိုရင်အဲ့လိုမျိုးလုပ်ပြီးတော့ပေါ်ဘက်ကိုမှပြန်တက်မယ်ဟုတ်တယ်အမ3လေးတန်းလောက်ထိုးရမယ်ပေါ့နော်အမနဲ့တူဟာခိုင်းနေဆိုရင်မရအောင်ဖြစ်တယ်ဟုတ်တယ်ဒီစားမှာတော့ cross stitch ကိုတင်းနေဆွဲပြီးဟုတ်တယ်
ပေါ်တက်ဒီကနေအောက်ကိုဆင်းပေါ်တက်ပြီးလို့ရှိရင်ဒီပေါ်ကနေမှအောက်ကိုပြန်ဆင်းမယ်ပေါ်ကနေပြီးတော့မှအောက်ကိုပြန်ဆင်းဒီပေါ်ကနေပြီးတော့မှအောက်ကိုပြန်ဆင်းမယ်ဒီလိုမျိုးအမသွားသလိုအပေါ်မသွားခြင်းဆိုရင်ဒီလိုမျိုးဘေးချင်းကိုတန်းချင်းတီသွားလို့တော့ရတယ်ပေါ့နော်သွားလို့လည်းရတယ်ဒါပေမဲ့ပြောက်တောက်ကြီးတော့မထိုးနဲ့ပေါ့နော်ဒီမှာတစ်ပေါက်ထိုးလိုက်ဒီပေါ်တစ်ပေါက်ထိုးလိုက်အဲ့လိုမျိုးကြီးထိုးရင်တော့လှမှာမဟုတ်ပါဘူး cross stitch ကိုလှစေခြင်းလို့ရှိရင်တော့ဒီလိုမျိုးချစ်ချစ်လေးနဲ့ပုံစံတကြားလေးထိုးပါအောက်ကိုရောက်သွားပြီဆိုလို့ရှိရင်ဟိုပေါ်ပြန်မတက်တော့ဘဲနဲ့ဒီအောက်ကနေပဲပြန်ပြီးတော့ပေါ်တက်မယ်ပေါ့နော်ဒီမှာဆိုလဲခုနကတော့လိုမျိုးပဲနှစ်ခုကတိဆိုင်နေဖြစ်နေတဲ့ခါကျတော့ဒီအောက်ကအပေါက်ကိုထိုးမယ်ဆိုလို့ရှိရင်ဒီကပြန်ထွက်မှာပြန်ထွက်မယ်ဆိုတော့သူ့ရဲ့ဘေးချင်းကအပေါက်ကိုအရင်ထိုးမယ်ဒီမှာဘေးချင်းကအပေါက်ကိုထိုးမယ်ဘေးချင်းကအပေါက်ကိုထိုးပြီးတော့မှသူ့ရဲ့အောက်ကအပေါက်လေးကိုထိုးမယ်အဲ့ဒီအောက်ကအပေါက်လေးပြီးတော့မှအပေါ်ကိုပြန်ပြီးတော့တက်မယ်ပေါ်ကိုပြန်တက်ပြီးလို့ရှိရင်ပေါ့နော် cross stitch ကိုဒီလိုမျိုးပေါ်ကိုတက်အောက်ကိုဆင်းပေါ်တက်အောက်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 ဆင်းနဲ့ဒီပင်မတစ်ခုလုံးကိုပြအောင်ထိုးရပါမယ်နော်အမလည်းဒီဟာကိုပြင်မှာထိုးလိုက်မယ်ပေါ့နော်ဒီမှာပေါ့နော်ပတ်ပတ်လေးပြန်ထိုးပြီးပြီပေါ့နော်ပတ်ပတ်လေးထိုးပြီးတဲ့အခါကျလို့ရှိရင်ဒီအောက်မှာဖွင့်ပန်ရဲ့ဒီအောက်ကြားလေးကျန်တယ်ပေါ့နော်အဲ့ဒီအောက်နာလေးကိုကျတော့ဘယ်နာသွားမလဲဆိုတော့ဒီနာလေးကနေအောက်ကိုဆင်းပြီးတော့သွားမယ်သူ့ကျတော့မျိုးတရန်ချင်းကြီးသွားမယ်ပေါ့နော်သူ့ကိုသွားတဲ့အခါကျလို့ရှိရင်တရန်လုပ်ပြီးဆိုတာနဲ့အပေါ်တက်တရန်လုပ်ပေါ်တက်အဲ့လိုမျိုးပုံစံနဲ့သွားလိုက်မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တောင်းတာနှစ်ခုရှိတဲ့တန်းနဲ့ဆိုတော့ကြည့်မယ်နော်2 4 6 8ခုနဲ့3ခုဖယ်ထားတဲ့အတန်းဆိုရင်ဒီမှာကြည့်2 4 6 8ပြီးရင်1 2 3 3ဝယ်လာတဲ့ဒီနားရေဒီနားဆိုရင်အောက်မှာတစ်ပေါက်ကျော်ဒီမှာ1 2 3 4 5ကိုချိန်မယ်ဒီတန်းဒီမှာတစ်ပေါက်ကျော်ဆိုရင်တစ်ပေါက်ဆိုလို့ရှိရင်ဒီမှာဒီလိုမျိုးဒီဟာလေးနဲ့ပဲဆိုဒီမှာတစ်ပေါက်ကျော်ဆိုရင်ဒါလေးပါထိုးတစ်ပေါက်ကျော်ဆိုလို့ရှိရင်မှားပြီးတော့เนาะဒီလိုမျိုးသွားပြီးတော့မကြော်နဲ့တစ်ပေါက်တည်းကြော်တာဆိုရင်သူ့ပေးနာပါဒီမှာ cross stitch လုံးမဲ့နေရာလေးရှိတဲ့အတွက်တစ်ပေါက်ဆိုလို့ရှိရင်ဒီမှာတစ်ပေါက်အဲ့ဒါဆိုရင်ရမယ်5ခုဆင်းမယ်ပေါ့နော်1 2 3 4 5မှာ1 2 3 4 အဲ့ဒါကိုတခါလဲ cross stitch တွေအများကြီးမတော်ဘဲနဲ့ပြန်ပြီးတော့ cross stitch ပုံစံလုပ်မယ်ဆိုဒီပေါ်ကနေဝင်ဘက်ကိုဝင်အဲ့ငါကလုံးအပေါ်ပြန်တက်ပြီးတော့လုပ်မယ်တခါလဲ cross stitch ပဲထိုးလိုက်တော့မယ်တခါလဲ cross stitch
3 4 5 အဲ့လိုငါပြီးလို့ရှိရင်သူရဲ့ဒီဘေးနာကကြတော့အဲ့ဒီအပေါ်မှာတစ်ပေါက်ကျော်ပြီးတော့အောက်ကို1 2 3 4 5 6 9 8ပေါက်ဆင်းဒီမှာသူ့ရဲ့ဘေးချင်းကလည်းတစ်ပေါက်ကိုကျော်ဒီနာကနေ8ပေါက်ဆင်းနော်1 2 3 4 5 6 9 8အဲ့ရှိကိုအပေါ်ပြန်ပြီးတော့တက်ပြီး cross stitch ထိုးပါမယ် cross stitch ကိုအပေါ်ပြန်ထိုးပြီးပြီဆိုလို့ရှိရင်ဘေးနားမှာခုနတော့လိုပဲတစ်ပေါက်ကျော်2 4 6 8ကိုထိုးပါမယ်တစ်ပေါက်ကျော်ဘေးနားမှာတစ်ခုလျှော့ပေါ့တစ်ပေါက်ကျော်မဟုတ်ဘူးသူ့ဘေးနားမှာတစ်ခုလျှော့8ခုထိုး1 2 3 4 5 6 9 8ပြီးအပေါ် cross stitch တွေထိုးပါမယ် cross stitch အပေါ်ဘက်ကိုထိုးပြီးပါပြီဆိုရင်သူ့လေးတန်းမြောက်ပါလေတစ်ပေါက်ကိုဘေးနားကိုလျှော့ပြီးတော့အောက်ကို1 2 3 4 5 6 9ပေါက်ဆင်းမယ်ပေါ့နော်ဘေးနားတစ်ပေါက်ကိုပဲ9ပေါက်ဆင်း1 2 3 4 5 6 9ပြီးရင်အပေါ် cross stitch ပြန်တက်ပါမယ်အပေါ်တက်ပြီးသွားပြီဆိုလို့ရှိရင်သူ့ရဲ့ဘေးချင်းကန်တန်းမှာသူ့ရဲ့ဘေးချင်းကန်တန်းမလျှော့ပဲနဲ့ပေါ့နော်1 2 3 4 5 6 8ခုထိုးပါမယ်1 2 3 4 5 6 9 8ပြီးလို့ရှိရင်အပေါ်ပြန်တက်ပြီးတော့တန်းထိုးပါမယ်နော်အပေါ်ကိုတက်ပြီးပြီဆိုလို့ရှိရင်သူဒီဘေးနားမှာဆိုလို့ရှိရင်ဘေးနားကိုတစ်ခုလျှော့1 2 3 4 5 6အောက်ကို6ခုဆင်းမယ်ပေါ့နော်ဒီမှာဘေးနားကိုတစ်ခုလျှော့အောက်ကို6ခုဆင်း
4 5 6ပြီးအပေါ်ပြန်တက်မယ်ပေါ့နော်အပေါ်ကိုတက်ပြီးသွားပြီဆိုရင်သူဘေးနားမှာဘေးနားကိုတစ်ခုတိုးပြီးတစ်ခုလျှော့ပြီးတော့အောက်ကို1 2 3 3ခုဆင်းပါမယ်သူဘေးနားကိုတစ်ခုလျှော့ဘေးနားကို3ခုဆင်းပါမယ်3ခုဆင်း1 2 3ပြီးရင်အပေါ်ကိုပြန်တက်ပါမယ်ဒီမှာပေါ့နော်အပေါ်ပြန်တက်ပြီးတဲ့အခါမှာဒီဘက်ကပန်လေးတစ်ပွင့်ပေါ့ဒီမှာဆိုရင်ဘယ်ညာနှစ်ချက်ပါဆိုရင်ညာဘက်ကပန်လေးတစ်ပွင့်တော့ဒီမှာပြီးသွားပါပြီညာဘက်ကပြီးတဲ့အခါမှာအထက်ရဲ့ဥစားတွေကိုမလိုက်ပေးပါဘူးဒီဘေးနားမှာရှိတဲ့ဘယ်ဘက်ကပန်မွေကိုအရင်ဆုံးတော့ပြန်ထိုးပါမယ်ဝင်မထိုးဖို့အတွက်ဆိုရင်အပေါ်ကနေပြီးတော့မှဒီဘေးနားမှာစပြီးတော့ထိုးဖို့အတွက်ဘယ်နှစ်တန်းချန်ရမလဲဆိုတာရှိမယ်ပေါ့နော်ဒီမှာဆိုရင်ဒီတန်းနဲ့ကွက်တီဖြစ်ဖို့အတွက်ကအပေါ်ကနေ1 2 3 3တန်းမြောက်မှာထိုးမယ်ပေါ့နော်3တန်းမြောက်မှာ cross stitch နှစ်ခုချလဲဆိုတာကိုရှိမယ်ပေါ့နော်ဒီမှာဆိုရင်1 2 3 4 5 6 7 cross stitch ခုနှစ်ခုချမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်3တန်းမြောက်1 2 3သူ3တန်းမြောက်ရဲ့ဒီ3တန်းမြောက်မှာ cross stitch ခုနှစ်ခုချမယ်ပေါ့နော်အရင်တော့ကပြောထားခဲ့တာ hat stitch မှာဆိုလို့ရှိရင်အမတို့ကဘေးနားကဒီ hat stitch ဘေးနားကလွတ်နေတဲ့အပေါက်ခုနှစ်ပေါက်ကိုဖယ်ရင်ရတယ်ပေါ့နော်ဒါပေမဲ့ဒီမှာထိုးထားတာဒီ cross stitch မဟုတ်တော့ဘဲနဲ့အမ hat stitch မဟုတ်တော့ဘဲနဲ့ cross stitch ဖြစ်သွားခဲ့ပြီပေါ့နော် cross stitch ဖြစ်သွားတဲ့အတွက်ကြောင့်အမတို့ကထိုးတဲ့အခါမှာဒီအပေါက်ကိုပါရှည်ပြီးတော့ထိုးပေးရပါမယ် hat stitch ဆိုလို့ရှိရင်တော့ဒီထိုးထားတဲ့အပေါက်လေးမပါဘဲနဲ့ဘေးနားကိုတီးတိုက်ယူမယ်ပေါ့နော်ဒါက cross stitch ဖြစ်တဲ့အတွက်ကြောင့်ဒီဘေးနားအပေါက်ကိုပါရှည်ပါမယ်1 2 3 4 5 6 7ခုနှစ်ပေါက်ဖယ်ပြီးတော့ဒီဘေးနားအပေါက်လေးကနေထိုးပါမယ်ပြန်ပြီးတော့စစ်မယ်ပေါ့နော်ပြန်ပြီးတော့စစ်မယ်ဆိုလို့ကျန်ဒီမှာ cross stitch 1 2 3 4 5 6 7ဒီပါဘေးနားကိုဘယ်နှခုသွားမလဲဆိုတော့1 2 3 4 5 6 6ခုသွားမယ်ပေါ့နော်ဘေးနားကို6ခုသွားပါမယ်1 2 3 4 5 6 6ခုသွားပြီးတော့ဒီဘေးနားကို cross stitch ပြန်ပြီးတော့ထိုးပါမယ် cross stitch ဖြစ်အောင်လို့ထိုးပါမယ်တဒန်းဒီတစ်ခါတော့တဒန်းချင်းစီသွားမယ်ပေါ့နော်မှာ cross stitch တဒန်းလုံးကို cross stitch ထိုးရပါမယ်ဒီမှာ cross stitch 6ခုထိုးပြီးပြီဆိုလို့ရှိရင်နောက်ထပ်သူ့ရဲ့ဒီအောက်မှာဆိုလို့ရှိရင်သူ့ရဲ့ဒီမှာဆိုလို့ရှိရင်ဒီဘယ်ဘက်ချမ်းမှာတစ်ခုပိုတက်မယ်ဒီညာဘက်ချမ်းမှာဆိုရင်3ခုငှားလုံးပေါင်း1 2 3 4 5 6 7 8 9 10 10ခုပေါ့နော်ဒီဘေးနားမှာဆိုလို့ရှိရင်3ခုတက်မယ်ပေါ့နော်1 2 3 3ခုတက်ပါမယ်2 3 4 5 6
7 8 9 10လို့ရှိရင်ဒီဘက်ကို cross stitch ဖြစ်အောင်တန်းလိုက်ပြန်ပြီးတော့သွားပါမယ်ဒီမှာပါပေါ့နော်10ခုထိုးပြီးပြီပေါ့နော်10ခုထိုးပြီးပြီဆိုလို့ရှိရင်10ခုထိုးပြီးပြီဆိုနောက်တစ်တန်းမှာဆိုလို့ရှိရင်ဒီမှာအပေါ်တစ်ခုပို့မယ်အောက်ကိုဘေးနားကိုတစ်ခုပို့မယ်အောက်ဖက်မှာပေါ့နော်ဘေးဘက်တစ်ဖက်ကြီးကိုတစ်ခုစီပို့ပါမယ်အားလုံးပေါင်း2 4 6 8 10 12ခုပေါ့နော်ဒီမှာဒီဘက်ကိုတစ်ခုပို့မယ်ဒီဘက်ကိုတစ်ခုပို့မယ်ဒီနေရာကလက်သင့်နေတဲ့အတွက်ကြောင့်လက်သင့်တဲ့နေရာကနေစပြီးတော့ထိုးပါပါမယ်1 2 3 4 5 6 7 8 9 10 11 12လို့ရှိရင်ဒီဘေးနားကို cross stitch ပတ်လည်းပြန်ပြီးတော့ထိုးရပါမယ် cross stitch ချောင်းလုံး cross stitch ထိုးပါမယ်ဒီမှာပေါ့နော်လိုမျိုးထိုးပြီးသွားပြီဆိုလို့ရှိရင်ဒီနောက်ထပ်တစ်ထန်းမှာဆိုလို့ရှိရင်ဒီအောက်မှာဒီဘက်ကိုညာဘက်ချမ်းမှာတစ်ခုတိုးတယ်ပေါ့တစ်ခုတိုးပြီးတော့မှ1 2 3 4 5 6 7ခုနခုဒီဘေးနားကိုတစ်ခုတိုးတယ်လို့ရှိရင်ညာဘက်ချမ်းကနေမှာဘက်ချမ်းကိုခုနခု1 2 3 4 5 6 7 မှာပါနော်ပြီးလို့ရှိရင်တပေါက်ကျော်ပြီးတော့မှဘေးဘက်မှာ1 2 3 4 5 6 8ခုဒီဘေးနားမှာ half stitch ဖြစ်တဲ့အတွက်လုံးဝတီးတန့်တပေါက်ကြီးကျော်လို့ရပါတယ်တပေါက်ကျော်ပြီးတော့မှဘေးနားမှာခုနကရေးလိုက်တာ2 4 6 8ခုပေါ့နော်ဘေးနားမှာ8ခုပါ1 2 3 4 5
6 7 8ဒီရှိခုပြီးလို့ရှိရင်ဒီဘက်ဘေးနားကို cross stitch အနေနဲ့ပြန်ပြီးတော့ cross stitch ဒီလုံးပြန်ပြီးတော့သွားပါမယ်ဒီမှာပေါ့နော်ဒီလိုမျိုး cross stitch အပြည့်ပြန်ထိုးပြီးပြီဆိုလို့ရှိရင်ဒီမှာနောက်တစ်တန်းမှာဆိုလို့ရှိရင်သူနဲ့အတူတူပေါ့နော်သူတို့ဒီမှာဆိုလို့ရှိရင်အောက်ကိုအကွက်အတူတူပဲ1 2 3 4 5 6 7ခုနှစ်ခုဒီဘေးနားအောင်ကြတော့တစ်ခွက်အကွက်တစ်ခုကျော်ပြီးတော့ဒီမှာတစ်ခုပုံနေမှာပေါ့နော်အဲ့တော့8ကနေပြီးတော့မှဒီမှာ6ခုရှိမှာပေါ့နော်9 9ဒါနဲ့အတူတူပဲအဲ့အတူတူပဲထိုးတဲ့အခါမှာဒီမှာအတူတူပဲဖြစ်တဲ့အတွက်ထိုးလိုက်တဲ့အခါကျလို့ရှိရင်အကွက်ကဟိုဟာဖြစ်သွားမယ်ပေါ့နော်အဲ့ခါကျတော့သူ့ဘေးနားတစ်ပေါက်ကိုကျော်ပြီးတော့ထိုးမယ်ပြီးတော့မှဘေးနားအပေါက်လေးကိုထိုးပါမယ်ပြီးတော့မှဒီအပေါက်နားမှာလာပြန်ထိုးပါဒီခုရှင်းကျော်ပြီးတော့မှ7ဟိုဘက်ကိုကျတော့9ထိုးပါမယ်1 2 3 4 5 6 7 ခုနှစ်ခုပေါ့နော်ခုနှစ်ခုထိုးပြီးတော့ဒီမှာတစ်ပေါက်ကျော်ပြီးတော့မှဒီဘက်ကိုကျတော့9ခုထိုးပါမယ်1 2 3 4 5 6 7 8 9လို့ရှိရင်ပေါ့နော်ဒီဘေးဘက်လေးကိုဒီတန်းလုံးကိုပြန်ပြီးတော့ cross stitch ထိုးပါမယ်ဒီဘေးနားလေးကို cross stitch ထိုးပါမယ်ဒီလိုမျိုးထိုးပြီးသွားပြီဆိုလို့ရှိရင်ဒါခုနကဒီတန်းပေါ့နော်သူ့ရဲ့အောက်မှာဆိုရင်ဒီညာဘက်ချောင်းကိုတစ်ခုကြော်မယ်တစ်ခုကြော်ပြီးတော့1 2 3 4 5 6 7နှစ်ခုပေါ့နော်ဒီမှာတစ်ခုကြော်တစ်ခုကြော်ပြီးတော့ခုနှစ်ခုထိုးပါမယ်1 2 3 4 5 6 7 7ဒီမှာ7ပြီးသွားလို့ရှိရင်နှစ်ခုကြော်ပြီးတော့နှစ်ခုပြီးလို့ရှိရင်နှစ်ခုထိုးမယ်ပြီးရင်နှစ်ခုထပ်ကြော်မယ်1 2 3 4 5နှစ်ခုကြော်ပါမယ်ဒီမှာ hat stitch ဖြစ်တဲ့အတွက်လုံးဝဒီဘက်ကိုကြော်ရပါမယ်တစ်ပေါက်နှစ်ပေါက်ဒီမှာထိုးပါမယ်နှစ်ခုကြော်နှစ်ခုထိုး1 2
ပြီးရင်နှစ်ခုထပ်ကြော်ပြီးတော့5ပေါက်ထိုးပါမယ်နှစ်ခုထပ်ကြော်မယ် hash tip ဖြစ်တဲ့အတွက်ကြောင့်ဘေးနားလုံးဝလွတ်တဲ့တစ်ပေါက်နှစ်ပေါက်ကြော်ပြီးတော့မှဘေးနားမှာ5ပေါက်ထိုးပါမယ်1 2 3 4 5အဲ့လိုမျိုးပြီးသွားပြီဆိုလို့ရှိရင်ဒီဘေးပတ်လည်ကိုပြန်ပြီးတော့ထားပါမယ်ဒီလိုမျိုးထိုးပြီးတော့ဗောနော်တစ်ချောင်းလုံးသွားပါမယ်အဲ့လိုမျိုးပြီးပြီဆိုလို့ရှိရင်ဒီအောက်တန်းမှာဗောနော်ဒီအောက်တန်းမှာလည်းသူမှဒီမှာ2တန်းဇက်တိုက်1 2 3 4 5 6သူကြတော့ဒီမှာ2တန်းဖြစ်နေတဲ့အတွက်ကြောင့်6ကို2တန်းလိုက်ပြန်ပြီးတော့သွားလိုက်မယ်ဗောနော်61 2တတန်းကို2တန်းပေါ့နော်6ခုစီနဲ့နဲ့3 4 ဒီနေ့လေးဆွဲမယ်ပေါ့နော်56ဒါဆိုရင်6ခုအပေါ်က3ခုဖယ်ပေါ်က1 2 3 3ခုဖယ်ပြီးတော့မှ1 2 3 4 5 6 8ခု3ခုဖယ်ဆိုတော့ hash tip ဖြစ်တဲ့အတွက်ကြောင့်1 2 3 3ခုဖယ်ပြီးတော့ဒီနေရာမှာ8ခု1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
ဒီမှာတပေါက်ကျော်ဒီကုစဲ
ဒီပေါက်ကြော်ပြီးတော့မှဒီမှာ1ဒီပေါက်ကြော်ပြီးတော့တစ်ခုဆင်း sorry နော်ဒီပေါက်ကြော်ပြီးတော့တစ်ခုဆင်းပါနော်ဒီမှာအောက်ကိုဒီပေါက်ကြော်ပြီးတော့တစ်ခုဆင်းပြီးရင်အောက်ကိုကြတော့တစ်ခုဆင်းပြီးတော့နှစ်ပေါက်ကြော်အောက်ကိုလည်းတစ်ခုဆင်းဒီဘေးနားကိုနှစ်ပေါက်ကြော်1 2နှစ်ပေါက်မှာဆိုဒီမှာနော်နှစ်ပေါက်ဆိုလို့ရှိရင်ဒီမှာ1 2နှစ်ပေါက်နှစ်ပေါက်ကြော်ပြီးတော့နှစ်ပေါက်ကြော်ဘေးနားကိုကြတော့2 4 6 8ခုသွားမယ်ပေါက်ကြော်ပြီးတော့8ခုသွားမယ်1 2 3 4 5 6 7 8ပေါ့နော်8ပြီးသွားလို့ရှိရင်ဒီဘေးနားမှာကျတော့နှစ်ပေါက်ကြော်ပြီးတော့ထိုးပြီးသားဖြစ်တဲ့အတွက်ဒီနားမှာပဲဒီလို cross stitch ထိုးမယ်ဒီမှာ cross stitch ထိုးတဲ့အခါကျရင်ဒီမှာဒီနားကိုထိုးပြီးရင်ဒီဘက်ဘေးနားကိုထိုးလို့ရှိရင်ဒီဘက်ကိုထိုးအပေါ်ကိုပြန်တက်ပြီးတော့ဒီကိုထိုးပေါ့နော်ဒီမျိုးလေးတွားပါမယ်ဒီလိုမျိုးပတ်လဲထိုးပြီးသွားပြီဆိုလို့ရှိရင်ဒီအောက်ကတန်းပေါ့နော်ဒီအောက်ကတန်းဆိုလို့ရှိရင်ဒီဘေးနားမှာညာဘက်ချမ်းမှာဆိုရင်တစ်ခုရှော့မယ်1 2 3ခုပြီးတော့3ခုဖယ်ပါမယ်ဒီဘက်မှာတစ်ခုကိုရှော့ဒီမှာ3ခုပေါ့နော်1 2 3 3ခုပြီးရင်3ခုရှော့ဆိုရင် half stitch ဖြစ်တဲ့အတွက်ကြောင့်သူ့ဘေးနား1 2 3ဒီ3ခုကိုပယ်ပြီးတော့ဒီမှာထိုးပါမယ်အဲ့မှာဆိုရင်ဒီမှာ3ရဲ့ဘေးနားမှာ1 2 3 4 5 6 7 8 8ခုထိုးပါမယ်1 2 3 4 5 6 7 8မှာ8ထိပြီးသွားပြီဆိုလို့ရှိရင်ဒီမှာတစ်ခုဖယ်အဖြူထိုးတစ်ခုဖယ်အဖြူထိုးပေါ့နော်ဒီ
မှာတစ်ခုဖယ်မယ်တစ်ပေါက်ကြော်ပြီးတော့မှဖြူတစ်ပေါက်ထိုးမယ်ပြီးလို့ရှိရင်တစ်ပေါက်ကို skip ထပ်လုပ်ပြီးတော့မှဒီနားမှာအဖြူတစ်ခုထပ်ထိုးပါမယ်နော်ဖြူတစ်ခုထပ်လုပ်ပြီးအဲ့တဲ့တန်းကိုပြန်ပြီးတော့ထိုးပါမယ် cross stitch တန်းကိုဒီကနေဝင် cross stitch ထိုးအဲ့တဲ့တန်းလုံး cross stitch ထိုးပါပါဆိုရင်ဒီလိုမျိုးပြန်ထိုးပြီးပေါ့နော်ထိုးပြီးဆိုလို့ရှိရင်ဒါခုနကတော့သွားတာဒီတန်းသူ့ရဲ့အောက်မှာဆိုလို့ရှိရင်ဒီခုနကတော့ကြော်ခဲ့တဲ့3တန်းကနေပြီးတော့မှ1 2 3 4 5 6 8ခုထိုးမယ်ပေါ့နော်နောက်တော့ဒီနော်ဒီမှာအဖြူဆိုတော့တန်းကြော်သွားတာပေါ့နော်ဒီမှာအဖြူ3တန်းကိုအရင်ကြော်ပေါ့နော်ခုနကတော့ line မှာပြောသွားတယ်ပေါ့နော်ဒီပေါက်ကနေမှဒီအဖြူ3ခုလောက်ထားတာကိုကြော်ပြီးတော့ဒီဘေးနားကနေပြီးတော့မှ1 2 3 4 5 6 8 9ခုထိုးရပါမယ်ဒီအဖြူ3ခုကိုဖယ်အခုဒီဘက်ကိုတန်းမသွားခြင်းဒီလေးအပေါ်လေးကိုနည်းနည်းလေးဒီလိုလေးယူလိုက်တယ်ပေါ့နော်ဒီလေးထိုးပါမယ်ပေါ့နော်လို့ရှိရင်ဒီ3ခုကိုကြော်ပြီးတော့ဒီဘေးနားမှာ9ခုသွားမယ်ပေါ့နော်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
3 4 5 6 8 9 ဒီမှာပေါ့နော်9ခုပြီးသွားပြီဆိုလို့ရှိရင်ဘေးနားကနေပြီးတော့မှဒီတန်းပေါ့နော်3ခုပြီးသွားပြီဆိုလို့ရှိရင်2ခုဖယ်3ခုထိုး2ခုဖယ်ဆိုတော့ hashtag ဖြစ်တဲ့ကြောင့်1 2 2ခုဖယ်3ခုထိုးမယ်1 2 3ဒီလိုမျိုးပြန်ပြီးတော့ထိုးသွားလဲရတယ်ပေါ့နော်ဒီမှာအောက်မှာနောက်ထပ်2တန်းလောက်အမထပ်ပြီးတော့ဒီနားမှာနည်းနည်းထပ်ပြီးတော့လိုချင်တဲ့အတွက်ဒီအောက်ကနေပြီးတော့မှ3ခုထိုးသူပါဝင်เนาะသူဒီ3ခုမြောက်ရဲ့အောက်မှာ3ခုထိုးဒီ3ခုမြောက်1 2 3 3ခုမြောက်ဒီ3ခုမြောက်ရဲ့အောက်မှာ3ခုလား1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
3အဲ့လိုမျိုး3ခုလာပြီလို့ရှင်ဒီမှာ2 3 4 4ခုဖယ်4ခုဖယ်ပြီးတော့ဘေးနားကို2 4 6 8 8ခုသွား4ခုဖယ် hashtag ဖြစ်တဲ့အတွက်1 2 3 4 4ပေါက်ကိုဖယ်ဘေးနားကို8ခုတက်မနော်1 2 3 4 8ခုတက်မယ်1 2 3 4 5 6 7 8ငါဘောနော်8ခုတက်ပြီးသွားပြီဆိုရင်အောက်မှာသူဒီဘက်ဘက်ကိုတစ်ခုတိုးပြီးတော့1 2 3 4 5ခုနော်ဒီညာဘက်ကိုတစ်ခုယူတိုးပြီးတော့1
2 3 4 5ခုဟုတ်ပါနော်1 2 3 4 5ခုပြီးရင်1 2 3 4 4ခုကိုဖယ်ပြီးတော့2ခုတစ်ပေါက်ဖယ်2ခု4ခုဖယ် hashtag ဖြစ်တဲ့အတွက်1 2 3 4ဒီကနေပြီးတော့မှ2ခု1 2တစ်ပေါက်ကိုဖယ်ပြီးတော့ stick 1 stick ကို skip လုပ်ပြီးတော့မှနောက်ထပ်1 2 အဲ့ဒါလေးပြီးပြီဆိုရင်ဒီမှာအောက်နားလေးကိုဒီကြော်ထားတဲ့ဘေးနားပေါ့ဒီကြော်ထားတဲ့ဒီဘေးနားအပေါက်ဒီနှစ်ခုကနေပြီးတော့မှအောက်ကို1 2 3 4 5 6ခုဒီနားကနေမှာ1 2 3 4 5 6ခုပေါ့နော်ဟုတ်ပါနော်6ခုပေါ့နော်အဲ6ခုပြီးသွားလို့ရှင်ဒီမှာ6ခုပြီးသွားရင်အောက်ကို3ခုပို့ပြီးတော့မှ1 2 3 4 5 6 7 8 9 9ခုဒီဘေးနားကို3ခုပို့မယ်ပေါ့နော်ဒီမှာ3ခုဆိုတော့1 2 3ဒီ3ခုပေါ့ဒီနားကနေထိုးမယ်ဒီနားကနေထိုးပြီးတော့မှဒီဘက်ကိုပေါ့နော်1 2 3မနော်3ပေါက်လို့ရှင်ဒီနားကို6ခုထိုးသွားလို့ရှင်9ခုပေါ့နော်1 2 3 4 5 6 7 8 9အဲ့မနော်9ခုမှာဆိုရင်9ခုပြီးလို့ရှိရင်ဒီမှာလေလားဒီဘက်ကိုတစ်ခု short ဒီဘက်ကိုတစ်ခု short 2 4 6 7နှစ်ခုဒီဘက်ကိုတစ်ခု short ဒီဘက်ကိုတစ်ခု short ဒီနားကနေထိုးမယ်9ခု1 2 3 4 5 6 7ဟောနော်ဒီကိုတစ်ခု short တယ်ဒီကိုတစ်ခု short တယ်5မှာ9ခု7 short ပြီးသွားရင်ဒီတောက်9ဘဲဘက်ချမ်းပေါ့ဒီဘဲဘက်ချမ်းနေပြီးတော့1 2 3 4 5 5ခုဒီဘဲဘက်ချမ်းနေပြီးတော့မှဒီမှာ1ဒီလိုမျိုးပေါ့1 2 3 4 5ဆိုတော့ဒီမှာတစ်ခု short မယ်ပေါ့နှစ်ခု short မယ်1မနော်ဘယ်ဘက်ချမ်းဆိုမှလည်းခြိတဲ့တဲ့နေရာညာဘက်ချမ်းမှာဖြစ်နေတဲ့အတွက်ကြောင့်ရည်ပြီးတော့ထိုးတယ်ပေါ့နော်ဒီမှာဆိုနှစ်ခု short 1 2
3 4 5ပြီးလို့ရှင်ဒီဘက်ပြီးလို့ရှင်ဒီမှာ1 2 3 4 5ပြီးလို့ရှင်ဘေးနားမှာ2ခုလျှော့ဒီဘက်ကိုတစ်ခုလျှော့အလဲက2ခုလျှော့ဒီဘေးနားကိုတစ်ခုလျှော့ဒီအောက်မှာ2ခု1 2ဒါလေးပြီးလို့ရှင်တော့ဒီမှာ cross stitch ကိုအကုန်လုံးလိုက်ပြီးတော့ပြန်တက်မယ်ပေါ့နော်ပတ်ပတ်လေးဒီအောက်ကနေမှစပြီးတော့ဒီမှာမတက်ရသေးတယ် cross stitch တွေအကုန်လုံးရအောင်တက်သွားပါမယ်ကဲအဲ့ဒါလေးထိုးပြီးပြီဆိုလို့ရှိရင်ပေါ့နော်ဒီမှာပေါ့နော်ပန်းပွင့်မုံပွင့်ချက်လေးတွေရပြီပေါ့နော်ဒီမှာပေါ့နော်ပွင့်ချက်လေးတွေမတို့ပြီးသွားပြီပေါ့နော်နောက်ထပ်ဗီဒီယိုကြားလို့ရှိရင်ဘေးနားကနေမှခဲအောင်လေးနဲ့ပွင့်ဘက်လေးတွေကိုအရာကိုလိုက်မယ်ပြီးလို့ရှိရင်အလဲမှာဝတ်ဆန်နေထဲတဲ့ဗီဒီယိုလေးကိုပေါ့နော်နောက်ထပ်ဗီဒီယိုကြားလို့ရှိရင်တင်ပေးပါမယ်အားလုံးပဲအဆင်ပြေကြပါစေ